ဖြစ်နိုင်လားပြီးပြီဇလန်းပြီးဖြစ်နိုင်လားဆိုမှဖြစ်နိုင်ဘူးအဲ့ဒီဆုံးဒီပန်းကြောင့်ခက်တဲ့စတဲ့ငါတို့ညနေလားပိုင်စံ please come here ဟင်းစီအောင်အမလာညနေလားလာပြီနော်ဒီကုန်းနဲ့လာပြီပဲရောင်းမင်းကပြနိုင်လားဆိုတော့အားရတိုင်းကြည့်တယ်နဲ့ဟာဒါမှမဟုတ်ကောင်းကောင်းမလားဖြစ်နိုင်နေရတယ်ဟုတ်လားကိုရှိမဲတဲ့ရှိတယ်ကွန်ပျူတာလည်းဆိုးဟိုက်နေတာကွန်ပျူတာမဟာဘောဒီပြင်နဲ့ရွှေပြင်ကိုကြီးဆိုရလေဘုရားမဖြစ်တာငါပဲအလုံးလားအဟုတ်တာဆိုပြီးမန်ကျွန်တော်တို့ရီမန်းနဲ့ပန်းတိုင်ကိုမမကန်ကန်ချမှန်ဟောခိုင်းပါခိုင်းပါဖိလာလေးတော့ဘာမှကလေးတွေမပြောတိုင်းထိုင်နေလို့စမပြေဘူးပဲကလေးတွေပြောတယ်သူတို့ငါတက်တော့ငါသူ့ရှိပြန်တင်နေရဟုတ်လားဘာမှလည်းပြေလို့တဲ့အိတ်တော်ဝိုင်းတယ်အဲ့လိုမျိုးညီလေးရောနောက်တစ်ချိန်ခေါင်းဆောင်မလားဖြစ်တယ်ဖြစ်နေရောကိုကြီးအလောကကမစားလိုက်ကျိုးလိုက်ဖြစ်နေတာပဲလေဒီကလေးအသာကောင်းတယ်တော့မောင်းသွားသူဘယ်လိုမောင်းတာတူတော့ချင်းစုံလည်းပေါ့အဲ့ရောညီလေးအခုနေရာများတယ်လာတယ်နေရာလေးလေးနေရာလေးတယ်ကိုနေရာများချင်တာရိုးစက်တစ်ကလေးတွေကြီးသားဟုတ်တယ်နော်ဒီရွယ်လေးတွေထားပါကိုတိုင်မှုပေါ်ပြန်ပြီကိုတိုင်မှုလည်းပေါ်ပြန်ပြီတေးချာမရှိဘူးဟုတ်ကဲ့ကိုလိုက်တာဟုတ်လားဒီရဝင်ကြရတယ်မသိဘူးတားလေးကျွန်တော်ဆက်ရရဲတယ်ခလေးအသက်လောက်ရှိလို့တားလေးတို့ဟာဆက်လုံးလေးဟောဘူးလေအဲ့ဒီဘုခလေးမေးနေတာတက်လောက်ရှိစနေပေါ့နေစနေငါလည်းလက်နေကြီးတယ်လူကလက်ကတော့ရှိသေးတယ်တို့ဘာလို့လဲတိုင်းတိုင်းခေါင်းနေတယ်အဲ့တော့ဆက်တော့တဲ့ဒီကိုခါမှာပေါ့ခုနကကိုဆိုလေခုနမနဲ့ကိုထဲဆိုတာနဲ့မထဲဆိုလေပိုင်စီအောင်နဲ့တွေ့မယ်ဆိုဒီအေးဒီဒေးဟေးရှာမယ်သူတော့မကြနဲ့ဒီလေဒီလေးမဟုတ်မရှိပါအေးစီဒီဟေးဒီတိုင်းတိုင်းအေးဒီလေဟောသူများတဲ့ပူတယ်နော်ခေါင်းဆောင်ပွဲတိုင်းသူများကိုဆူခိုင်းတာဟုတ်တယ်သူနဲ့ကြမှာကိုလိုက်ဆူဟာအကြောင်းကြောင့်အကျိုးဖြစ်တာအော်အဲ့လိုလား
တမရလဲဝစ်ပေါ်နော် ဒါပဲလေ ကံမေုံမောဆိုင်ရမူ အားလေစိတ်မောခံရတဲ့ခါတော့ပါပါ့ ဒါတမရပတ်စံယူချင်းကြောင်းတရားကြောင်းနှစပြန်ပြီးတော့ပေးဆက် ဘာလို့လို့ဘာလို့လို့လာတဲ့ကျွန်တော်ချိန်ပေးတာလေဟုတ်ပြီ အိုင်ဖေးအောင်ဟေးဟေး